ဒါလီယာမောင်ရဲ့မိုဘိုင်းရှင်မျိုးသမီးလေး ဒါလေးကိုလေအဲ့လောက်ထိချစ်ပေးလို့ကျေးဇူးတင်ပါတယ်နော်မောင် ဒါလီမောင်ကလူမဟုတ်ဘူးစုံမဖြစ်နေလို့အမေကတားနေရတာ ကျမတူမနဲ့သဘောမတူလို့ဆိုလို့ချင်တာလား ရှင်လဲတွေ့ရင်တော့စဉ်းစားပြမှာပေါ့ အမေလူကြီးပြပြီးစကားကိုလုံးဝမပြောနဲ့အမေ မောင်တို့မိသားစုကလေဒါလေးကိုအထင်သေးတယ်နှိမ့်ချပြီးဆက်ဆံနေအဲ့ဒါကြောင့်လေဒါလေးလမ်းခွဲရပဲကောင်းတယ် သူတို့တွေသဘောမတူနဲ့မောင်ဒါလီကိုရောက်ရှူမှာ ငါတို့ကလည်းမရရအောင်တားမယ်ဆိုတာနင်းသဘောပေါက်ထား တားလေတားပါဒါပေမဲ့မမောင်လေးကဒါလေးလက်ထဲမှာဆိုတာမမသိရမလား အမေဒီကောင်စေးမိနေတာတေးကြတယ် နင်တို့တစ်ဖက်သားကိုဖိလိုက်တာတအားများနေနင်တို့ငါမိသားစုဝင်လို့ပြောမှာငါရှက်တယ် မိခင်ဒီတားလူဘာဝနေပြီနော်你陪人家怎么样吃都是那叫我纠缠呢？ ရှင်းဘာလို့လဲ 妈，表来的。我没看见第一问吃，都那时候没嘛。 နင်လောဘတွေတိတ်မကြီးနဲ့ 妈，我摆晒要买走路，老板家人把骗来了。我单话骗没给少了，没被丫丫骗了嘛呗。 ဒီလိုလေးလာမိသားစုဖျက်ဆီးနေရလားဟမ် 那你的妈怎么这么干呢？ နင်တို့ကလည်းဆလာပြီးသွားပြီ ကိုမင်းခန့်အောင်ကြပြရဲ့ဘဝလက်တွေပေါ်ဖြစ်တယ်လက်ခံနိုင်ပါ 没有，我不老板的嘛呗。妈，他那老板表嘛， ဘာလို့မရမှာလဲငါမောင်ပြောနေနဲ့နားမပါဘူးလားခွတ်ချက်ချင်းထွက်သွားတော့ 都便宜不顺利，但是爸爸老啊弄呗。我爷嘛把那不话呗看呀看呀，都没看呗。ဒီဘဝမှာတမီးသူနဲ့ပါသွားလို့ရှင်ချင်းနဲ့ပါပြီးတော့လေလောက်ပါဦး တော့စိတ်မင်းကကျမတူမရှိကိုပြန်လာရင်လားမလာလို့ရှိရင်ဒင်းကိုအသေးသက်